Okay ဒါဆိုလို့ရှိရင်ဒီ video လေးမှာတော့ unit 10 was where ပေါ့နော် where တော့နည်းနည်း unit 1 to 9ကကျတော့ present နဲ့ပတ်သက်တာတွေကိုအဓိကလေ့လာတွားတယ်ပေါ့နော် unit 10ကနေစပြီးတော့ past form အကြောင်း past tense အကြောင်းကိုလေ့လာရမယ်ဒီမှာဆိုလို့ရှိရင် verb to be မှာ am is are was were am is are အကြောင်းကို where လို့လေ့လာပြီးပြီအခုဒီမှာတော့ was were ကိုလေ့လာကြမယ်ပေါ့နော်ဖြစ်ခဲ့တယ်ရှိခဲ့တယ်ပေါ့Now Robert is at work. အခု Robert အလုပ်မှာရှိပါတယ်တဲ့ At midnight last night ဆိုတော့မနေ့ညတကောင်မှာ He wasn't at work. သူအလုပ်မှာရှိမနေခဲ့ပါဘူးတဲ့ He was in bed. သူအိပ်ရာထဲမှာရှိနေခဲ့တယ် He was asleep. သူအိပ်နေခဲ့တယ်တဲ့အဲ့ဒီတော့အတိတ်မှာဖြစ်ခဲ့တယ်ရှိခဲ့တယ်ဆိုလို့ရှိရင် was were ကိုတုံးလို့ရတယ်ပေါ့နော် am is are အစား was were ကိုတုံးရမယ်အဲ့ဒီမှာ am is နဲ့တွဲတဲ့ဒီ present မှာ am is နဲ့တွဲတဲ့ဟာတွေအကုန်လုံးကို past မှာ was နဲ့တုံးမယ် present မှာ are နဲ့တုံးတာတွေကို past မှာ were နဲ့တုံးမယ် I'm tired ဆိုလို့ရှိရင်အခုပြင်ပန်းတာကိုပြောတာ I was tired last night မနေ့ညပြင်ပန်းခဲ့တယ် last တို့ yesterday တို့ ago တို့ဒါတွေက finish time တွေလို့ခေါ်တယ် past tense နဲ့တွဲတုံးလို့ရတယ်ပေါ့နော် Where is Kate? Kate ပမာလဲအခု Kate ပမာလဲဆိုပြီးမေးရ Where was Kate yesterday? မနေ့က Kate ပမာရှိနေခဲ့တာလေ The weather is good today. ဒီနေ့ရာသီဥတုတရားရီ The weather was good last week. လွန်ခဲ့တဲ့အပတ်ကရာသီဥတုတရားခဲ့ပါတယ်တဲ့အဲ့တော့ are present were past ပြန်ကြည့်မယ် You are late. မင်းနောက်ကျတယ် You were late yesterday. မနေ့ကမင်းနောက်ကျခဲ့တယ် They aren't here. သူတို့ဒီမှာရှိမနေဘူး They weren't here last Sunday. လွန်ခဲ့တဲ့တနင်္ဂနွေနေ့တုန်းကသူတို့ဒီမှာရှိမနေခဲ့ပါဘူးတဲ့ဆက်ပြီးတော့ကြည့်မယ် positive negative question ဒီမှာကျတော့ was were ဖြစ်တဲ့အတွက် negative မှာ was not were not wasn't went question မှာတော့ရှင်းတဲ့ happy verb ဖြစ်တဲ့ was were က subject တွေရဲ့အရှိ I we you they he she it တွေရဲ့အရှိကိုရောက်လာမယ် I he she it ဒီမှာမှတ်ရမယ် I he she it အနေတွေအကုန်လုံး was နဲ့တုံးမယ် we you they အများတွေအကုန် were နဲ့တုံးမယ်ဒီမှာဆန္ဒလေးတွေတစ်ချက်ပြန်ကြည့်မယ် last year မနှစ်တုန်းက Rachel was 22 Rachel ကအသက်22နှစ်ရှိခဲ့ပါတယ် so she is 23 now အဲကြောင့်အခုတော့အသက်23နှစ်ရှိပါပြီပေါ့ when I was a child ကလေးဘဝတုန်းကဆိုတော့အတိတ်ကဖြစ်ခဲ့တဲ့ဟာ I was scared of dogs ခွေးတွေကိုကြောက်ခဲ့တယ် we were hungry after the journey but we weren't tired okay အတိတ်မှာဖြစ်ခဲ့တဲ့ဟာတွေပြောတယ်ခရီးရပြန်လာတော့တဲ့သူတို့ဘိုက်စာနေခဲ့တယ်ဒါပေမဲ့သူတို့မပြင်ပန်းခဲ့ပါဘူးတဲ့ the hotel was comfortable but it wasn't expensive hotel ကအနည်းတစ်ခုကြီးဆိုတော့ was နဲ့တုံးထားတယ်တက်တောင့်တက်တာရှိပေမဲ့ဈေးမများပါဘူးဈေးမကြီးပါဘူးပေါ့ was the weather nice when you were on holiday မင်းအားလည်းခရီးထွက်နေတော့ကရာသီဥတုအခြေအနေတာယာခဲ့လားတဲ့ your shoes are nice မင်းရှူးဖနက်တွေကောင်းတာပဲ were they expensive ဈေးကြီးလားတဲ့ why were you late this morning ဘာလို့ဒီမနက်နောက်ကျခဲ့တာလဲဆိုပြီးတော့မေးထားတာ okay question sentence တိဆောက်တဲ့အခါမှာပုံမှန်အတိုင်းပဲ WH question word ထည့်မလား WH question word ထည့်ရင် WH question word ကရှေ့ဆုံးမှာရှိမယ်ပြီး helping verb ဒီမှာ helping verb က was were ပေါ့ပြီးရင် subject လာမယ်ပြီးမှပဲကျန်တာတွေလာမယ်ပေါ့နော် okay အဲ့ဆိုလို့ရှိရင် am is are was were နဲ့တွေ့တုံးလို့ရတာတွေက nouns တွေပြီးရင်နောက်ထပ်တစ်ခုက adjective တွေပြီးရင် verb တွေဆိုလို့ရှိရင် verb အရင်ကြည့်နေ verb 3ရှိမယ် verb 3ကတော့ဘယ်တော့မလေ့လာရသေးဘူးပေါ့နော် passive form မှာလေ့လာရမယ်ပြီးရင်နောက်ထပ် preposition we ဘတ်တွေနဲ့တွေ့တုံးလေးရှိရပေါ့နော်ဒါလေးကတော့အရင်ဆုံးမှတ်ထားရမယ်ဒီရှေ့ပိုင်း unit တွေမှာလည်း Vera တို့လေ့လာခဲ့တယ်ပေါ့နော် okay အဲ့ဒါဆိုလို့ရှိရင် short answers WH question 1နဲ့မေးတာမဟုတ်ဘူး helping verb နဲ့မေးတာဆိုရင် yes no question လို့တက်မှတ်လို့ရတယ် short answers ဖြေလို့ရတယ် yes ဆိုလို့ရှိရင် yes I he she it was yes we you they were no I she he it wasn't he she it wasn't no we you they weren't okay အဲ့ဆိုလို့ရှိရင်အမြစ်စာနဲ့မေးရင်အမြစ်စာနဲ့ပြန်ဖြေရမယ် yes no ရဲ့အမြစ်စာပေါ့ do does နဲ့မေးရင် yes no do does ခုကတော့ was were နဲ့မေးရဆိုတော့ yes no was were ပေါ့
Were you late မင်းနောက်ကျခဲ့လား No I wasn't ငါနောက်မကျခဲ့ပါဘူးတဲ့ Was Tom at work yesterday မနေ့က Tom အလုပ်ဆင်းလားပေါ့ Yes he was Were Sue and Steve at the party Sue နဲ့ Steve party မှာရှိနေခဲ့လား No they weren't Okay အဲ့ဆိုလို့ရှိရင်ဒါကတော့ဒီ past tense ရဲ့ပထမဆုံးသင်ခန်းစာပေါ့နော်ဒီမှာလည်းအတူတူပဲ unit 10လေ့လာပြီးရင် unit 10 exercise တွေလုပ်ရမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီအဖြေကိုကြတော့ဒီ PDF file ရဲ့နောက်ဆုံးမှာကြည့်လို့ရတယ်လို့ Vera လေးပဲဒီဗီဒီယိုလေးကိုပြန်ပြီးလုပ်ပေးတော့ဖို့ရှိပါတယ် Thank you for your time and have a good day. Thank you.